this year, how do you မင်္ဂလာပါရှင်ဖြူသားရဲ့မွေးနေ့လေးပါ Happy birthday to you. Happy birthday, Mr. President. Happy birthday to you. Rise and shine ဒီမင်္ဂလာရှိတဲ့မနက်ခင်းလေးကတော့ဖြူသားရဲ့မွေးနေ့မနက်ခင်းလေးဖြစ်တယ်လို့2026ရဲ့ပထမဆုံးလုပ်ထားရတဲ့မနက်ခင်းလေးဖြစ်ပါတယ်ဆိုတော့အခုလိုမနက်ခင်းလေးမှာဖြူသားက positive vibes လေးနဲ့တဏီကုံဖြစ်အောင်လို့ပထမဆုံးဖြူသားအခန်းပတင်းပေါက်ကိုဖွင့်ရပါတော့ဒါနေရာဖွင့်มาတဲ့အခန်း ventilation လည်းကောင်းအောင်နောက်ပြီးတော့2026ရဲ့ပထမဆုံးလေးခန်းနဲ့ရအောင်ပါနောက်ဖြူသားအိပ်ရတိန်နေအေးရတိုင်းတာအဆောင်လေးနဲ့တွန့်နေလို့ဆွဲလိုက်တာပိုတွန့်သွားပါတယ်မနက်နနိုးချင်းအမြဲလုပ်တဲ့အကျင့်တစ်ခုရှိပါတယ်အဲ့ဒါကတော့ဝန်လာထွက်ပြီးတော့မနက်ခင်းလေးကိုရှူပြီးတော့အကျော်ဆန်တာပါဒီပထမဆုံးမနက်နနိုးချင်းရှူလိုက်ရတဲ့လေးနဲ့လေးရလေးဘာနဲ့မှမတူဘူးပေါ့နော်အဲ့တော့ဖြူတာအခုလဲထုံးစံနိုင်မယ်ပေါ့နော်ပြီးတော့2016မနက်ဖြစ်တာကြောင့်ဖြူတာမနက်ခင်းလေးကိုပို့ပြီးတော့ရှူရှင်နေပါတယ်ပြောရရင်တော့2026ရဲ့ပထမဆုံးလေပြေးလေးညင်းလေးကိုဖြူတာကမနက်ခင်းစောစောလေးမှာရှူသွင်းပြီးတော့မနက်ခင်းတရာလေးဖြစ်တန်းကျင်တာပါဒါပေမဲ့ဖြူတာစိုက်ပြီးတည်နေတဲ့အပင်လေးကိုမြင်ရစိတ်မကောင်းပါတော့ဒီပင်လေးကတော့ဖြူတာတစ်ဝေထားတာပါနှစ်တည်းရဲ့မနက်ခင်းလည်းဖြစ်တဲ့နောက်ပြီးတော့ဖြူတာရဲ့မွေးနေ့မနက်လည်းဖြစ်တာကြောင့်ဖြူတာကမနက်နိုးချင်းမှာပထမဆုံးဖျားချောင်းဆောင်ကိုရင်ရှင်းပါပါဖြူတာပြဿနာစာအုပ်တွေဖျောင်းနိုင်နေတဲ့ answer တန်ရှင်းလုပ်တယ်လုပ်ပြီးတော့ပြဿနာစာအုပ်တွေပြန်ထားရပါတော့နောက်ပြီးတော့ဖျားချောင်းဆောင်မှာဖြူတာပန်းအိုးတွေအများကြီးထိုးရမိရပါတော့ Christmas တုန်းကအဲပန်းအိုးလေးဖယ်ပြီးတော့ပန်းအိုးတစ်တီပြန်ထိုးမှာပါနော်နောက်ဆုံးဖြူတာဖျားချောင်းဆောင်ထားတဲ့ answer လေးကိုတေချာတန်ရှင်းရေးလုပ်တယ်မနက်ခင်းအိမ်မှာမင်္ဂလာရှိအောင်လဲတရားတော်ကိုဖြူတာဖွင့်ထားပါတယ်ဖြူသားရဲ့မွေးနေ့မှာဖြူသားကြိုက်တဲ့နင်းစီပန်းနဲ့လီလီပန်းလေးကိုဖျားကပ်ပါရရှင်ပြီးတော့ဖျားတောက်တော်ရေတတိစွန်းနဲ့စီမီဖျားပူဇော်ပါရရှင်အခုကတော့ဖြူသားမြန်မာဖုံးရောက်သွားနေဖြစ်ပါရရှင်ဖြူသားလေလန်ဒန်မြို့လိုနေရာမျိုးမှာတော့မှမြန်မာဗုဒ္ဓဘာသာဖုံးကျောင်းနဲ့10မိနစ်လောက်ပဲလမ်းလျှောက်ဝေးရဲ့နေရာမှာနေရရဲဆိုတာကကုသကံအရန်ကိုကောင်းတယ်လို့ကိုယူဆပါတယ်ရှင်ဖြူသားဖုံးကျောင်းလာတဲ့အကြောင်းရင်းကဖြူသားမွေးနေမှုလို့ဖုံကိုဝိထုငွေကတ်ချင်လို့ရဲ့ this year, how do you နောက်ပြီးတော့ဖြူသားကိုအလုပ်ပိတ်ထားလို့ပါရှင်အဲ့ဒါနဲ့ဖြူသားလည်းချော်လဲရောထိုင်ပါတော့ကိုရဲ့မွေးနေ့အလှရောတခြားသူတွေပြုလုပ်တဲ့ကုသိုလ်ဒါနကိုရောတူသွားယူရင်းနဲ့အလှဆိုတော့သိရမလားဖြူသားလည်းရှက်ခဲ့ပါရဲ့ရှင်ဒီနေ့အလှမှာတံပေါက်ကျွေးပါရဲ့ရှင်တံပေါက်အပြင်ကိုချက်သားဟင်းနောက်ပြီးတော့side dish တွေအများကြီးပေါ့နော်အနေဖြူသားလည်းမွေးနေ့လက်ဆောင်တွေရောပါဆယ်ရောဆွဲခဲ့ပါတယ်အိမ်ကိုမင်္ဂလာရှိရဲ့မနက်ခင်းလေးကိုကုသိုလ်ကောင်းမှုတွေနဲ့ပြေးဖြတ်တန်းပြီးပြီဆိုတော့အခုညနေတငယ်ချင်းတွေနဲ့ညစာတော့စားဖို့အတွက်ဖြူသားပြင်ဆင်နေဖြစ်ပါရဲ့ရှင်ဖြူသားမိတ်ကတော့အများကြီးမလင်းတတ်ဘူးပေါ့နော်ဒါပေမဲ့လှလှလေးဝတ်ပြီးတော့ဖြူသားတို့ညစာစားမယ့်နေရာကိုသွားနေရပါဖြူသားတို့ခုရောက်နေတဲ့နေရာကတော့လန်ဒန်မြို့မှာရှိတဲ့ 5-star hotel တွေကဈေးကြီးဆုံးတစ်ခုဖြစ်တဲ့ The Landmark Hotel ဖြစ်ပါတယ်ရှင်ပုံမှန်ဆို hotel သွားလို့ရှိရင်အရှိပေါက်ကဝင်ရမှာကိုဖြူသားတို့ကကားရက်လို့လွယ်တဲ့အနောက်ပေါက်ကနေဝင်လာတာပါဖြူသားတို့ကဒီည The Landmark Hotel ရဲ့ Winter Garden Restaurant မှာစားမှာပေါ့နော်အဲ့တော့ဖြူသားကတငယ်ချင်းတချို့မလာသေးလို့ဒီအနောက်ဘက်က lobby မှာခဏစောင့်နေပါတယ်
အခုတော့ဖြစ်သားလို့စားမဲ့ဆိုင်ကိုရောက်ပါပြီဒီကစားထုတ်ဆိုင်တွေရဲ့အလေးထားကြတော့သူကကိုထိုင်နေတဲ့နေရာကိုဝင်ထိုင်လို့မရဘူးပေါ့နော်ရောက်လို့ရှိရင်ပထမဆုံးဒီလိုနေရာလေးကိုအရင်သွားရတယ်ဒီလို reception လိုနေရာဒါမှမဟုတ်လဲ sign board လေးနဲ့wait here to be seated သူအဲ့လိုမျိုးရေးထားတဲ့နေရာကိုအရင်သွားပြီးတော့သူတို့က booking ရှိလားမရှိလားမေးရပေါ့နော်မရှိဘူးဆိုလို့ရှိရင်လည်းသူတို့ချပေးတဲ့နေရာကိုထိုင်ရတယ်ဒါမှမဟုတ်ရွေးချင်လည်းရပါတယ်ရှိရဆိုလို့ရှိရင်လည်း future ရဲ့ booking နေရာကိုခေါ်ရပါနော်ဖြစ်တာကတော့မွေးနေ့အတွက်ကို semi private dining area ကို book ထားဆိုတော့သူကဖြစ်တာ book ထားတဲ့တီးတန့်အခန်းနေရာလေးကိုခေါ်သွားရပါတော့ဒါကတော့ဘိုက်ပူဆောင်ကျွေးရပမှုကြီးပါဖြစ်တာတို့ဘာတွေစားလဲဆိုတော့ The Lamak မှာအရင်နာမည်ကြီးရဲ့ Beef Wellington ရဲ့နောက်ပြီးတော့ Salmon နဲ့ Caviar နောက်ပြီးတော့Sea Bass တို့ချက်သားနောက် Pork Chop စုံပါတယ်ရှင်နောက် side တွေလည်းပါတယ်ပေါ့နော် Can you explain? ခုနကစံရတဲ့မှာပတိတချင်းလေးတည်ထားမိကြလားဟုတ်ပါတယ်သူတို့ကဖြူသားအတွက်ကိတ်မုတ်တာချပေးနေချိန်မှာမွေးနေ့ချင်းလေးကိုစံရသေးပြီးနေရပါ Happy birthday ဖြူသားနောက်မှာရက်နေရတော့ထိုင်ဝမ်ကဖြူသားရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်ပြီးတော့ဘေးကမြန်မာအမညောက်ကတော့ဒီမှာအမအရင်လိုပဲဖြူသားပေါ်အရန်ကောင်းမဲ့လူတွေပါ Happy birthday to you. Woo! Thank you. ဒါကတော့ဖြူသားကိုတလုံးမှတ်ခေါ်တဲ့ကမွေးနေ့လက်ဆောင်ပေးတဲ့ dessert တတိလေးပါဖြစ်တာအခု London Cup ပေါ်မှာပါရှင်ဒီတာနဲ့ဖြစ်တဲ့ငွေချင်းတွေပဲသွားနေရလဲခက်မှန်းကြည့်ပါဦးအခုကတော့ဖြစ်တာသွားနေရင်လမ်းမှာBuckingham Palace ကိုလမ်းမှာဖြတ်သွားဖြစ်ပါတယ် Buckingham Palace ဆိုတာက London ကတော်ဝင်မိသားစုရဲ့နေတော့ပေါ့နော်အခုဒီနားမှာကတော့ Westminster Abbey ရှိမယ်နောက်ပြီးတော့ Elizabeth Tower ရှိမယ်ဆိုတော့ဖြစ်တာကWestminster Bridge ကိုလာတာပါ Westminster Bridge ကပါလဲဆိုတော့ Big Ben နဲ့ London Eye ကိုမြင်ရတဲ့နေရာပါဒီတစ်ချက်ကတော့အဲ့ရဆောင်းပေါက်ရှိရလို့ရဖွင့်တာပါဆောင်းပေါက်ရှိရတော့မဟုတ်ဘူးဒီမှာတစ်ခုရှိရသူတို့ဒီဟိုအဝိုင်းပေါ်တက်ပြီးတော့360 degree လှည့်ဟာလို့တချင်းဖွင့်ထားပြီးတဲ့ဟာအဲ့ဟာပေါ့နော်တချင်းကဘာဖြစ်လို့ရသွားလဲဆိုတော့အဲ့ဒါမှာဆောင်းပေါက်နဲ့ရှိနေတဲ့လူတွေကဖြစ်တာကိုဖက်တီတချင်းလေးဖွင့်ပေးလို့ပါ Happy birthday to you. Happy birthday to you. Happy birthday, happy birthday, happy birthday to you. Happy birthday!
ကဲအခုတော့တနေ့ကုန်မွေးနေ့ကိုပြပြရွှင်ဖြတ်တန်းပြီးပြီဆိုတော့ကဲဖြစ်တာ Northern Line စီးပြီးတော့ပြန်ပါတော့မယ်လက်လက် underground နေရာတည်းရဲ့အတိုင်းချင်းချင်းချက်နိုင်ကြီးပါနော်ရထားပေါ်ကလူတွေစိတ်နှောက်ရှက်ဖြစ်အောင်လုပ်ပြီးဆိုတော့ထိုင်ပါတော့မယ်အိမ်နဲ့ဝေးနေရတော့မှဖြူသားကိုအိမ်မှာလိုပဲပြောင်းထားပြီးတယ်ဖေဖေမေမေပေါင်လေးဖွားဖွားနဲ့မိတ်ဆွေပေါင်းတဲ့တငယ်ချင်းတွေနောက်လည်းနမဆိုလဲဖြူသားကိုဆောင်းရှောက်ပေးရဲ့အန်တီတွေဦးလေးတွေအမရဲ့တငယ်ချင်းတွေအားလုံးကျေးဇူးတင်ပါတယ်ရှင်ဝင်းလေးစတောင်းပေးရဲ့လူအားလုံးနဲ့မင်းလက်ဆောင်တွေအများကြီးပေးလူအားလုံးနဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီမှာပြောရှင်ကြပါစေရှင်